Aircon ကိုစတင်တည်ထွင်ခဲ့တဲ့သူရဲ့အကြောင်းကိုလူချင်းမင်းတို့သိပြီးပြီလားသူကတော့ Aircon ကိုစတင်တည်ထွင်ခဲ့တဲ့ Aircon တွေရဲ့ဖခင်ကြီးလို့ဆိုရမယ် Willis Carrier ပဲဖြစ်ပါတယ်ယနေ့ခေတ်ကျွန်တော်တို့အသုံးပြုနေတဲ့ Air Conditioning နည်းပညာကို1902ခုနှစ် Willis Carrier ကစတင်တည်ထွင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီ brand ကတော့ Carrier brand ပဲဖြစ်ပါတယ်Willis Carrier ကို1886ခုနှစ်ကနယူးယောက်မှာရှိတဲ့ Angola အမည်ရတဲ့နေရာလေးမှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကတည်းကသင်္ချာပညာရပ်ကိုဝါသနာထုတ်လွှင့်တဲ့ Carrier ဟာသူ့ရဲ့အချိန်များစုကိုသင်္ချာကိန်းဂဏန်းအနေနဲ့သာအချိန်ကုန်ခဲ့ပါတယ်။1900ခုနှစ်မှာတော့ Willis Carrier ဟာ Engineer ပညာရပ်နဲ့ Cornell တက္ကသိုလ်ကနေဘွဲ့ရပြီး Buffalo Ford အမည်ရစက်မှုကုမ္ပဏီတစ်ခုမှာဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ယင်းနေရာမှာပဲ Willis Carrier ဟာ Aircon ကိုအောင်မြင်စွာတည်ထွင်နိုင်ခဲ့တာဖြစ်ပါတယ်။စတင်ဖန်တီးချိန်မှာတော့ Willis Carrier ဟာ Aircon ဖန်တီးမယ်ဆိုတဲ့ရွေချက်တော့မဟုတ်ပါဘူး။သူ့ရဲ့လုပ်ငန်းမှာဆောင်ရွက်ဖို့ဖြစ်လာတဲ့အလုပ်ကိုပဲအလုပ်ရှင်စိတ်ကမ်းကြဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့အကောင်းတဲ့အချက်ကတော့ Aircon တွေဟာပုံနှိပ်စက်တွေကနေတစ်ဆင့်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ပုံနှိပ်လုပ်ငန်းကိတ်တစ်ခုဖြစ်တဲ့အမေရိကန်ပြည်ထောင်စုမှာဆိုရင်စက်မှုလုပ်ငန်းတိုးတက်မှုရဲ့အစဟာပုံနှိပ်တွေအပြိုင်ဆိုင်ပေါ်ပေါက်လာရကနေစတင်ပါတယ်။နယူးယောက်ပြည်နယ်အတွင်းက Brooklyn မြို့မှာတည်ရှိနေတဲ့ပုံနှိပ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Sackett and Weyhap ကုမ္ပဏီစက်တွင်းမှာစိုးထမ်းမှုဖြစ်စဉ်တွေကြောင့်ထုတ်လုပ်မှုလုပ်ငန်းတွေမှာအကြီးအကျယ်အခက်တွေ့လာရပါတယ်။ပုံနှိပ်လုပ်ငန်းဆိုတာကလည်းအချိန်နဲ့အညီအလုပ်လုပ်ရတဲ့လုပ်ငန်းဖြစ်လာကြောင်းနောက်ဆုံးမှာတော့ Sackett and Weyhap ပိုင်ရှင် Walter Timmet ဟာရင်းခေတ်ခါကစက်မှုလုပ်ငန်းနည်းပညာလို့ပြောရမယ် Willis Carrier အလုပ်လုပ်ကိုင်ရာ Buffalo Ford ကုမ္ပဏီတစ်ထည်ကိုပုံနှိပ်စက်တွေရဲ့အခက်အခဲကိုဖြေရှင်းပေးဖို့အကူအညီတောင်းခံခဲ့ပါတယ်။ကုမ္ပဏီတစ်ထည်ကလည်းပုံနှိပ်စက်အတွင်းဖြစ်ပေါ်တဲ့စိုးထမ်းမှုကိုဖြေရှင်းပေးဖို့ကုမ္ပဏီရဲ့အင်ဂျင်နီယာတယောက်ဖြစ်တဲ့ Willis Carrier ကိုတာဝန်ပေးလိုက်ပါတယ်1900ခုနှစ်နွေရာသီရောက်ချိန်မှာတော့ Willis Carrier ဟာစိုးထမ်းမှုကိုရှော့ချပေးနိုင်တဲ့လေးထုအခြေအနေပြကိရိယာတစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်1906ခုနှစ်မှာတော့သူ့ရဲ့တွေ့ရှိပြီးသား Aircon နည်းပညာကိုမြင့်တင်နိုင်ခဲ့သလိုမူပိုင်ခွင့်ကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်1911ခုနှစ်မှာတော့ Willis Carrier ဟာကမ္ဘာ Aircon သမိုင်းမှာအရေးပါဆုံးသောတွေ့ရှိမှုမှတ်တိုင်လို့ဆိုရမယ် Washington Psychometric Formula ကိုတွေ့ရှိမှတ်တိုင်တင်နိုင်ခဲ့ပါတယ်ယင်းနည်းစနစ်နဲ့ပဲလေး episode တွေကိုတည်ဆောက်နိုင်ခဲ့တာဖြစ်ပြီးမကြာမီချိန်မှုအတွင်းမှာပဲအိမ်တွေရုံးတွေရဲ့ခန်းမလိုနေရာတွေမှာ Aircon ခေါ်လေး episode တွေပေါ်ပေါက်လာပါတော့တယ်Willis Carrier ရဲ့တည်ရှိမှုဟာကမ္ဘာကြီးကိုအပြောင်းလဲများစွာဖြစ်ပေါ်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ဒါအပြင်သူ့ရဲ့ဖန်တီးမှုဟာယနေ့လေး episode ထုတ်လုပ်ရေးလုပ်ငန်းတွေရဲ့အခြေခံအုတ်မြစ်ဖြစ်ုံသာမကမုတ်ပုံစံနဲ့စစ်ဘက်ဆိုင်ရာသုံးလုပ်ငန်းတွေအခြားသောစက်မှုလုပ်ငန်းတွေအတွက်ပါအထောက်အကူပြုနိုင်ခဲ့ပါတယ်1915ခုနှစ်မှာတော့ Willis Carrier ဟာသူ့ရဲ့တငယ်ချင်း engineer 6ယောက်နဲ့အတူ Carrier Engineering Corporation ကိုစုပေါင်းထည့်ဝင်ငွေဒေါ်လာ32,600နဲ့စတင်တည်ထောင်ခဲ့ပါတယ်1920ခုနှစ်မှာတော့ပထမဆုံးစက်ရုံကိုဝယ်ယူနိုင်ခဲ့ကြပြီးအောင်မြင်ခဲ့ကြပါတယ်။ဒါပေမဲ့စီးပွားပြက်ကတ်ကြီးနဲ့ကြုံတွေ့ခဲ့ရတာကြောင့်ငွေကြေးအကျပ်တဲကြုံရပြီးအခြားကုမ္ပဏီတွေနဲ့ပူးပေါင်းခဲ့ရပါတယ်။ Willis Carrier ရဲ့မလျှော်ပဲစူးစမ်းအားထုတ်မှုကြောင့်1938ခုနှစ်နောက်ပိုင်းမှာနယူးယောက်ရဲ့အကြီးမားဆုံးကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကာလအတွင်း Aircon တွေဟာလူကြိုက်စားများလာခဲ့ပြီး1950နောက်ပိုင်းမှာတော့ကမ္ဘာတစ်လွှားကိုပြန့်နှံ့သွားပါတော့တယ်။ Willis Carrier ကတော့1950ခုနှစ်အသက်83နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါတယ်။သူကွယ်လွန်သွားခဲ့ပေမဲ့သူတည်ထောင်ခဲ့တဲ့ကုမ္ပဏီကတော့ယနေ့အချိန်မှာ Carrier Aircon or Carrier Global Corporation အမည်နဲ့ကမ္ဘာထိပ်တန်းလေးပေးဆက်ဆိုင်ရာကုမ္ပဏီကြီးတစ်ခုဖြစ်နေပါပြီ။ဒီကုမ္ပဏီရဲ့2018ခုနှစ်ဝင်ငွေကအမေရိကန်ဒေါ်လာ18.5ဘီလီယံဖြစ်ပြီးဝန်ထမ်းပေါင်း4000ခွဲခန့်ကိုခန့်ထားနိုင်ကကမ္ဘာနိုင်ငံပေါင်း190ကျော်မှာကုမ္ပဏီခွဲတွေရှိနေပြီဖြစ်ပါတယ်။ Aircon လို့ဇင်ငံပစ္စည်းတွေဖန်တီးနိုင်ခဲ့တဲ့သူ့ရဲ့တွေ့ရှိချက်ကြောင့် Willis Carrier မရှိပဲကမ္ဘာကြီးသာတက်တော့တက်တာမဖြစ်နိုင်ဆိုတဲ့ဆိုလိုစကားတောင်ရင်းကာလပညာရှင်တွေကြားမှာကြော်ကြားခဲ့ပါတယ်။သူ့ရဲ့ကုမ္ပဏီ Carrier ဆိုတာကလည်းနှစ်ပေါင်းများစွာရပ်တည်လာတဲ့ USA brand Aircon အမှတ်တစိတစ်ခုပါပဲ။ဒီ Carrier Aircon ကိုမြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ TCM Partner ကုမ္ပဏီမှာဝယ်ယူရရှိနိုင်ပါပြီ။